ကပဲ gaming ပဲဖြစ်ပါကျွန်တော်ဒီနေ့ video လေးမှာဆိုရင်တော့ Sakura School ထဲမှာ Shakit gaming လုံးလေးပြပြမှာဖြစ်ပါတယ်အဲ့ဒီကသူ့ရဲ့ character လုံးလေးကိုကျွန်တော်ရေးထားလို့အဲ့ကသူ့ရဲ့ character အဲ့ကစုံလေးပြလာပြီးရင်ကျွန်တော်တို့ကအစိမ်းရောင်ဒီအစိမ်းရောင်လေးပြဟိုခရိုနားလေးအထက်ကအရောင်ကကြတော့အစိမ်းရောင်လေးပြဘလို့ဒီအစိမ်းရောင်အပြင်အရောင်ကြဒီခန်းရောင်လေးပြโอเคသူ့ရဲ့စပင်ကhair style ကကြတော့ဘလို့အောက်ဆုံးထိဆွဲပြဒီ30ခုမှရှိတယ်အဲ့ကဟာလေးပြပြန်ခန်းရောင်လေးဆိုလို့โอเคအဲ့ဆိုရှာကဂိမ်းမရပါပြီဘလို့ဒါကတော့ရှာဘလို့အဲ့ကဘလို့ကျွန်တော်လုံနေမေးထားတယ်ပဲသူ software school မှာသူ့ရဲ့ character လုံလေးပြပြပါဆိုလောက်ပြလိုက်ရင်တော့ဘလို့ဒီလေးကျရင်နောက်တိုင်းရဲ့ software လေးလုပ်ပေးကြပါဘလို့အားလုံးပဲနောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ် view ကတော့တိုးသွားပြီအားလုံးပဲဘာ